တော်သား risk ကင်ခဲ့ဘယ်လိုလုပ်မလဲဆိုတဲ့ဗီဒီယိုတင်ပြရအောင်ကျွန်တော် message မှာရော comment မှာပါဘာပစ္စည်းသုံးရမလဲအကြံပေးပါဆိုပြီးတော့တောင်းဆိုကြတဲ့ညီကိုတွေရှိပါတယ်ကျွန်တော်ကလည်းဒါသုံးပါဆိုပြီးတော့လက်လွတ်စပယ်မပြောလိုက်ချင်တာကြောင့်ဗီဒီယိုတက်တက်လုပ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်ဆိုတော့ကျွန်တော်ရဲ့ကတိအတိုင်း Brothers Day အတွက်ပထမဆုံးလုပ်ပေးတဲ့ product review ဗီဒီယိုဖြစ်ပါတယ်ဒီနေ့ရဲ့အဓိကဇာတ်လိုက်ကတော့ Nivea Man Cream ပါဟိုးရင် Nivea မြန်မာက formal product တွေအများကြီးကိုတင်သွင်းရောင်းချတော့ကကျွန်တော်ဒါတွေကိုကောင်တာတွေမှာတွေ့ရဒါပေမဲ့မဝယ်ပြစ်ခဲ့ဘူး2024လောက်က BKK product တွေရောင်းတဲ့ဆိုင်မှာကျွန်တော်ဒါကိုပြန်တွေ့တော့စမ်းသုံးကြည့်မယ်ဆိုပြီးတော့ဝယ်ပြစ်ခဲ့တာပါဝယ်တော့ကလည်း Nivea Cream ကိုမှ formal version မှာပဲဒီတိုင်း moisturizer အနေနဲ့သုံးတာပေါ့ဆိုပြီးတော့မျှော်လင့်ချက်တိတ်မထားခဲ့ပါဘူးဒါပေမဲ့သုံးနေနေမှာသဘောကျလာတယ်ပေါ့ဗျာကျွန်တော်ကိုယောက်ျားလေး border တွေ skin care နဲ့ပတ်သက်ပြီးတော့အကြံဉာဏ်တောင်းရင် facial cleanser moisturizer sunscreen 3ပါလို့ပြောပြပါတယ်အဲ့ဒီလောက်မှအလုပ်ရှုပ်မခံနိုင်ဘူးဆိုရင်တော့ minute ဆက်ပြလာတော့3ပါနောက်ပြီးတော့ထားသွားထားလာမှာလိမ့်မှုအတွက် cream တစ်ခုခုညွှန်ပါဆိုရင်တော့ဒီကောင်လေးကို recommend လုပ်ချင်ပါတယ်သူ့ရဲ့ဘူးပေါ်မှာထိုင်းလိုရောအင်္ဂလိပ်လိုပါရေးထားတာတော့ white control moisture brighten မှာလင်းလိုက်တဲ့အခါမှာ skin အတွက်လိုအပ်တဲ့ moisture ကိုဖြည့်ပေးတယ်အစီပြန်အောင်လည်းထိမ့်ပေးတယ်မျက်နှာကိုနည်းနည်းလေးပို့ပြီးတော့လင်းသွားစေတာမို့သူပြောတဲ့ brighten effect လည်းရပါတယ်နောက်ပြီးတော့ဘူးပေါ်မှာ UV လို့ရေးထားတာကြောင့်နေလောင်တန်းကိုနည်းနည်းတော့ကာကွယ်ပေးပါလိမ့်မယ်နောက်ထပ်ကျွန်တော်သဘောကျတာကတော့သူ့ရဲ့ blurring effect ပါယောက်ျားလေးတွေကပုံမှန်အဖြစ်အမျိုးသမီးတွေထက်ရေပြားပိုထူတယ်ချွေးပေါက်လည်းပိုပြီးတော့ကျဲပါတယ်သူ့လိမ့်တဲ့အခါမှာ skin ရဲ့အသားရောင်မညီတာချွေးပေါက်ကျဲတာတွေကိုပိုပြီးတော့ဝါးသွားစေတာအကြောင်းskin ကပိုပြီးတော့ smooth ဖြစ်သွားတယ်ဆိုတော့အသွင်မျိုးရပါတယ်နောက်ပြီးတော့လိမ့်တဲ့အခါမှာမျက်နှာကို powder layer ပါးပါးလေးတစ်ခုအုပ်လိုက်သလိုမျိုး matte ဖြစ်သွားစေပါတယ်အဲ့တော့မျက်နှာပြောင်ပြောင်ကြီးဖြစ်မနေတော့ပေါ့ဗျာအနည်းကလည်းပုံမှန် Nivea Man product တွေမှာရနေကြတဲ့မျိုးပဲမိတ်ကလေးမဆန်ဘူးtexture ကိုပြောရလို့ရှိရင် cream type ဆိုပေမဲ့ heavy မဖြစ်ဘူးလေးလိုက်လို့ရှိရင် skin နဲ့တသားတည်းဖြစ်သွားတယ်မျက်နှာပေါ်မှာ layer တစ်ခုရှိမှန်တိတာပဲမဲ့ပူရာအိုက်တာတက်တောင့်တက်တာမဖြစ်တာမျိုးလည်းမရှိပါဘူးသူ့ကိုသုံးလို့ဝက်ချက်နေပျောက်သွားမှာလားမျက်နှာပိုဖြူလာမှာလား skin ကအရန်ကြီးကောင်းလာမှာလားဆိုရင်တော့ no ပါဒါပေမဲ့ moisturizing day cream တခုအနေနဲ့တော့သူပေးတဲ့ဂတိကိုတီးတဲ့ product ကောင်းတစ်ခုလို့မြင်ပါတယ်sensitive skin နဲ့မဝဲချန်သမားတွေကလွဲလို့ကျန်တဲ့ skin type တွေအားလုံးသုံးလို့ရပါတယ်BKK product တွေရောင်းတဲ့ဆိုင်တွေမှာရှိတတ်ပါတယ်ကျွန်တော်ကတော့သဘောကျတာအကြောင်းညီကိုတွေကို highly recommend ပါဆိုတော့ဒီနေ့ review video ကိုအားလုံးပဲသဘောကျမယ်လို့မျှော်လင့်ပါတယ်တိလိုတာတွေရှိရင်လည်း comment box မှာမေးခဲ့လို့ရပါတယ်နောက် video မှာပြန်တွေ့ပါမယ်အားလုံးပဲကျမ်းမာပြည့်စုံကြပါစေခင်ဗျာ bye bye